အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Mind Golden ပတ်သက်ကိုကြီး channel ကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်မင်းအနေနဲ့တည်မှုနဲ့ပတ်သက်ပြီးအကုန်လုံးသိထားပြီးလို့ထင်နေပေမဲ့အရေးကြီးဆုံးအစိပ်ပိုင်းတစ်ခုလက်လွတ်နေတယ်လို့ကျွန်တော်ပြောရင်ခင်ဗျားဘယ်လိုထင်မလဲပေါ့နော်အဲ့ဒီအရေးကြီးဆုံးအစိပ်ပိုင်းက Vygotsky ရဲ့ theory ပါဒီနေ့မှာတော့ကျွန်တော်တို့ Vygotsky ရဲ့ theory ကိုထဲထဲဝင်ဝင်လေ့လာကြည့်ကြမယ်ဒီ theory ကိုဒါနားလည်သွားမယ်ဆိုရင်ပညာရေးသားသမီးပြုစုပြောထောင်ရတဲ့အပြင်မိမိကိုယ်တိုင်ရဲ့တိုးတက်ဖွံ့ဖြိုးမှုတွေကိုပါအကောင်းဆုံးထောက်ပံ့ပေးလာနိုင်မှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ Vygotsky ဆိုတာဘာတူလဲLeo Vygotsky က20ရာစုအစောပိုင်းကဆိုဗီယက်စစ်ပညာရှင်တူဖြစ်ပါတယ်သူ့ရဲ့အပြောင်မြောက်ဆုံးအသွေးကတင်ယူလေ့လာမှုဆိုတာဟာအုံနောက်ထဲမှာပဲဖြစ်နေတဲ့ကိုယ်ကိုယ်သွေးတစ်ခုမဟုတ်ဘူးလူမှုပတ်ဝန်းကျင်နဲ့ထိတွေ့ဆက်ဆံရာကနေဖြစ်ပေါ်လာတဲ့အရေးသွေးတစ်ခုဖြစ်ပါတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်အရင်ဆုံးလူတအုပ်နဲ့တအုပ်ကြားမှာအပြန်လက်ထိတွေ့တင်ယူတယ်နောက်မှကိုယ်ပိုင်အုံနောက်နဲ့စဉ်းစားဆင်ခြင်ပြီးတင်ယူမှုဖြစ်လာတယ်လို့သူကဆိုချင်တာပါဒါကိုသူက social development theory လို့ခေါ်ခဲ့ပါတယ်Piaget နဲ့မတူတာက Piaget ကကလေးတွေဟာသူတို့ရဲ့ဖွံ့ဖြိုးမှုအဆင့်တွေကိုဖျက်ပြီးမှသင်ယူမှုဖြစ်ပေါ်တယ်လို့ယုံကြည်ခဲ့တာပါဒီ Vygotsky ကတော့ပို့ပြီးတော့မှအသိပညာရှိတဲ့မိဘတွေဆရာဆရာမတွေအပေါင်းအသင်းတွေနဲ့ပူးပေါင်းဆက်ဆံရင်းကနေမှသင်ယူလေ့လာမှုတွေပုံမို့မြန်မြန်ဆန်ဆန်တိုးတက်နိုင်တယ်လို့ယုံကြည်ခဲ့တာဖြစ်ပါတယ်ရှင်းအောင်ပြောရမယ်ဆိုရင်တော့ Piaget ကဖွံ့ဖြိုးပြီးမှသင်ယူတယ်လို့ကောက်ချက်ချပြီးတော့ Vygotsky ကသင်ယူပြီးမှဖွံ့ဖြိုးတယ်လို့ကောက်ချက်ချခဲ့တာဖြစ်ပါတယ်Vygotsky ရဲ့အမြင်ကိုရှင်းအောင်ပြောရရင်ကိုကြောက်တဲ့မလုံနိုင်တဲ့အရာတွေကိုနားမလည်တဲ့အရာတွေကိုကိုညီဆောင်ရွက်ပေးနိုင်တဲ့တစုံတစ်ယောက်နဲ့သာအတူရှိမယ်ဆိုရင်ခက်မြန်မြန်ဒါမှမဟုတ်ပို့ပြီးတော့မှနက်နက်ရှိုင်းရှိုင်းပို့ပြီးတော့မှထိထိရောက်ရောက်ကိုသင်ကျင်တဲ့အရာတွေကိုလေ့လာနိုင်မှာဖြစ်ပါတယ်။ဒါဆို Vygotsky ပြောတဲ့ Zone of Proximal Development ZPD ဆိုတာဘာလဲ။ကျွန်တော်မြန်မာစာပေမှာအနှစ်သာရပြည့်ဝတဲ့ခေတ်ဆန်းကြပြတစ်ပုဒ်ကိုဆရာဆိုကြည့်ပြခဲ့တဲ့လိုမျိုးပဲ Vygotsky ကလည်း Zone of Proximal development ZPD ဆိုတဲ့အကြောင်းအရာကိုမိတ်ဆက်ပေးခဲ့ပါတယ်။အဲ့ဒီစုံသုံးခုကဘာတွေဖြစ်နိုင်လဲဆိုတာကိုတစ်ချက်လောက်စိတ်ကူးကြည့်ပါနော်။ 1 2 3ဇုံ1ကကျွန်တော်တို့လွယ်လွယ်ကူကူနဲ့ကိုယ်တိုင်ပြုလုပ်နိုင်တဲ့အရာတွေဖြစ်တယ်။ဇုံ2ကတော့ကျွန်တော်တို့ကိုယ်တိုင်မလုပ်နိုင်နေတဲ့အရာတွေမဖြစ်နိုင်သေးဘူးလို့ထင်ရတဲ့အရာတွေဖြစ်တယ်။အလယ်မှာကတော့ ZPD ပေါ့နော်။ကျွန်တော်တို့အကူအညီနဲ့သာပြုလုပ်နိုင်မယ့်အရာတွေဖြစ်တယ်ပေါ့။ဒါဆိုရင်သင်အနေနဲ့သင်ယူလေ့လာမှုကိုအကောင်းဆုံးဖြစ်စေချင်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အဆင့်ဒါမှမဟုတ်ကိုယ့်ရဲ့အနေထားနဲ့မျှတပြီးတော့မှတိုက်တွန်းမှုအနေငယ်ရှိတဲ့နေရာမှာပူပေါင်းလှုပ်ဆောင်သင်ယူရမယ်အဲ့လိုမှမဟုတ်ရင်ပြည့်စုံမှုမရှိတဲ့ဒါမှမဟုတ်လို့ရှိရင်လည်းသင်ရဲ့မျှော်လင့်ချက်နဲ့မကိုက်ညီတဲ့သင်ယူလေ့လာမှုဖြစ်သွားနိုင်တယ်ကြားပြပြီးတော့တစ်ခုတော့မေးချင်ပါတယ်မင်းအနေနဲ့လှုပ်ဆောင်မှုခက်ခဲနေတဲ့အရာတစ်ခုခုကိုတယောက်ယောက်ကဥဆောင်ပြီးအကူအညီပေးလို့လောက်ကိုင်သွားနိုင်တဲ့မျိုးရှိလားရှိတယ်ဆိုရင်မှတ်ချက်မှာပြောခဲ့ပြီးလို့ရပါတယ်နောက်တစ်ပိုင်းအနေနဲ့ Vygotsky ရဲ့ theory ကပညာရေးပေါ်ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဒါမှမဟုတ်ပညာရေးမှာ Vygotsky ရဲ့ theory ကိုဘယ်လိုအသုံးချမလဲဆိုတဲ့အပိုင်းကိုဆက်ပြီးဆွေးနွေးသွားပါမယ်ဒီမှာအော်ဆရာတစ်ခုရှိတာက Vygotsky ရဲ့ theory တွေမှန်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဆရာဆရာမတွေရဲ့အလုပ်ကစာအုပ်ဖတ်ပြီးအောင်တက်မဟုတ်တော့ဘဲနဲ့ကလေးတွေနဲ့ကျွန်တော်တို့ကြားပူးပေါင်းဆောင်ရွက်မှုတွေပြန်လည်သုံးပြန်မှုတွေဖန်တီးပေးဖို့လိုအပ်လာတာဖြစ်ပါတယ်နောက်တစ်ခုကကလေးလုံးဝမပါဝင်ရတဲ့ဆရာကပဲဥဆောင်သင်ကြားနေတဲ့ one size fit all ပေါ့ခဏခေတ်မှာဆိုရင်တော့ teacher center ပေါ့နော်ဒီလိုမဟုတ်တဲ့သင်ကြားမှုတွေကျွန်တော်တို့လိုအပ်တယ်အဲ့ဒီနောက်ဆရာတွေကကျောင်းသားအတူချင်းစီရဲ့ ZPD ကိုနားလည်အောင်ကြိုးစားရမယ်ပြီးရင်အဲ့ဒီ ZPD နဲ့ညီမျှတဲ့သင်ယူမှုလုပ်ငန်းတွေညွှန်ကြားချက်တွေကိုဖန်တီးပေးပြီးတော့ကလေးရဲ့သင်ယူမှုကိုထောက်ပံ့ပေးရပါမယ်အဲ့ဒါကိုကျွန်တော်တို့အနေနဲ့ scaffolding အတူယူခြင်းလို့ခေါ်ပါတယ်နောက်တစ်ခုကကလေးစပိန်လေးတွေနောက်မှာတက်ပေးထားတဲ့ဘိန်းပိုလေးတွေလိုမျိုးစတင်ယူနေချိန်မှာထောက်ပံ့ပေးမယ်လုံလောက်အောင်ဝိုင်းကူလေးကျင်ပေးမယ်နောက်ပိုင်းရောက်လာတဲ့အခါမှာလိလာသူကိုသူကိုယ်တိုင်ပဲရပ်တည်နိုင်အောင်အခွင့်အရေးပေးရမှာဖြစ်ပါတယ်နောက်တစ်ပိုင်းအနေနဲ့ Vygotsky ရဲ့ theory ကိုပညာရေးအပြင်အခြားဘယ်လိုနေရာတွေမှာအသုံးပြုလဲဘယ်လိုနေရာတွေမှာကောအကျိုးသက်ရောက်မှုရှိလဲဆိုတဲ့အပိုင်းကိုထပ်ဆွေးနွေးပါမယ်။ Vygotsky ရဲ့အသွေးတွေကကျွန်တော်တို့ကျောင်းတွေမှာအသုံးဝင်တာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့သားသမီးတွေကိုပြုစုပြောထောင်တဲ့နေရာတွေကျွန်တော်တို့အလုပ်သင်ဆင်းတဲ့နေရာတွေမိမိကိုယ်ကိုတိုးတက်အောင်ဆက်ဆောင်တဲ့နေရာတွေမှာလည်းများစွာတက်ရောက်မှုရှိပါတယ်။သင်အနေနဲ့မိဘကောင်းတစ်ယောက်ဖြစ်ချင်လားမင်းသားသမီးဒါမှမဟုတ်မင်းကလေးရဲ့ ZPD ကိုပထမဆုံးနားလည်အောင်ကြိုးစားလိုက်ပါ။ဒါမှမဟုတ်အောင်မြင်တဲ့ manager တစ်ယောက်ဖြစ်ချင်လားမင်းရဲ့အဖွဲ့ဝင်တွေကိုအရေးချင်းတစ်တွေတွက်လာအောင်ZPD သုံးပြီးတော့ဥဆောင်လေ့ကျင့်ပေးလိုက်ပါဒါမှမဟုတ်ကိုတိုးတက်စေခြင်းလားကိုထက်နည်းနည်းပိုတော်တဲ့သူဒါမှမဟုတ်လို့ရှိရင်ကိုလုံနိုင်တဲ့ပိုပြီးလုံနိုင်အောင်တွန်းအားပေးနိုင်မဲ့တင်နန်းအပိုင်ဝန်းတစ်ခုခုကိုရှာဖွေပြီးတော့ဆက်သွယ်ကြိုးစားလိုက်ပါရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်တော့တကယ်တိုးတက်မှုဆိုတာကကိုယ့်ရဲ့လုံနိုင်စွမ်းနဲ့ကိုထက်ပိုပြီးအတွေ့အကြုံရှိတဲ့တစုံတစ်ယောက်ရဲ့အကူအညီနဲ့ဟန်ချက်ညီညီပေါင်းစပ်မိတဲ့အခါမှာထွက်ပေါ်လာတာဖြစ်ပါတယ်အဆုံးသက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီတစ်ပတ်အတွင်းမင်းအနေနဲ့ဒီ theory ကိုလက်တွေ့စမ်းသပ်ခြင်းနဲ့ဆိုရင်ပထမဆုံးအနေနဲ့မင်းလေးလာခြင်းတဲ့အရာတစ်ခုကိုရွေးချယ်ပါပြီးရင်ကိုယ့်ဘာသာတယောက်တည်းအသိဉာဏ်ခံပြီးသင်ယူဖို့မလိုပါဘူးအဲ့ဒီအစား
ကိုထက်နည်းနည်းတိုးတက်တဲ့လူတူဦးကိုရှာပြီးတော့သူစီကအကြံဉာဏ်တွေအကူအညီတွေမသိတာတွေကိုမြင်မြန်မှာကိုယ့်ရဲ့ဇက်ပီတွေနဲ့ညှိနှိုင်းလေ့လာပါလင်းလင်းမြန်မြန်တိုးတက်သွားတာကိုမင်းမြင်ရပါလိမ့်မယ်ကျွန်တော်အနေနဲ့ because ရဲ့ theory ကိုမျှဝေရတာကဘူးတုတာပြုံတက်တက်မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ပညာရေးစနစ်နဲ့မင်းရဲ့အနာဂတ်တိုးတက်မှုအတွက်အုတ်မြစ်အသေးစားလေးတစ်ခုချပေးချင်တာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်မင်းအနေနဲ့ဒီ theory ကိုကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင်မင်းရဲ့အကောင်းဆုံးပုံစံကိုကမ္ဘာကြီးသိအောင်ချပြနိုင်မှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ဗီဒီယိုလေးကြောင့်အသိပညာအသစ်တစ်ခုရသွားခဲ့မယ်ဆိုရင် like မနှိပ်ခဲ့ပါနဲ့ဘာလို့လဲဆိုတော့ဒီအသိပညာကိုမင်းအသုံးမချသေးတဲ့၍ကျွန်တော်လည်းမျှဝေရကြုံနဲ့တလို့ဒီအသိပညာရဲ့တန်ဖိုးကလည်းမိမိနေအောင်မှာဖြစ်ပါတယ်ဒါကြောင့်မင်းအသုံးချပြီးတဲ့နေ့မှာ like နှိပ်ပေးပါနောက်တစ်ခေါက်မှပြန်တွေ့မယ်ကျေးဇူးများတင်ပါတယ်